အားလုံးပဲမင်္ဂလာပါဆက်ဆက်ကြုံကြီးပေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့လုပ်ငန်းဝင်ထဲမှာအသုံးဝင်စီမဲ့နီလန်တချို့နဲ့အရေးကြီးတဲ့ချင်းကပ်ပုံချင်းကပ်နည်းတချို့ကျွန်တော်ပြောပြပေးပါမယ်အဲ့ဒါကဘာကြီးလဲဆိုလို့ရှိရင်ခေါင်းစဉ်တစ်ခုအနေနဲ့ရွေးချယ်ထားတာကတော့တူထက်တာကြောင့်လုံးဝမပြားမိပါစေနဲ့ဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်ဆွေးနွေးတော့ပါမယ်လုပ်ငန်းဝင်ထဲမှာဆိုလို့ရှိရင်ကိုကအရေးချင်းတွေဘယ်လောက်ကြီးပဲတော်ပါစေဘယ်လောက်ကြီးပဲတက်ပါစေကိုထက်အရာရှိကိုကအရာရှိထက်တော်ကြောင်းထက်လူကြီးတဲ့တက်ကြောင်းကိုလုံးဝမပြားမိပါစေနဲ့အဲ့လိုမျိုးပြလိုက်ပြီဆိုလို့ရှိရင်အထက်အရာရှိကသူတို့စိတ်ထဲမှာတိမ်ငဲသွားမယ်တေးတိမ်သွားမယ်ခင်ဗျားကိုအထင်သေးလာလိမ့်မယ်အဲ့လိုမျိုးဖြစ်မှာဆိုတဲ့အတွက်ကြောင့်မလို့ကိုကသူတို့ထက်တာကြောင်းကိုလုံးဝထုတ်မပြားမိပါစေနဲ့အဲ့လိုလူမျိုးတွေကိုအထက်စီးမှာရှိတဲ့လူတွေအထက်အရာရှိတွေအထက်လူကြီးတွေကိုနိုင်ရင်လည်းဆိုလို့ရှိရင်နီလန်ကောင်လေးတစ်ခုရှိပါတယ်အဲ့နီလန်ကောင်လေးကဘာလဲဆိုလို့ရှိရင်သူတို့ကိုလုံးဝမပြိုင်ပါနဲ့စဉ်းစားကြည့်ဗျာနိုင်ဖို့ဆိုလို့ရှိရင်ပြိုင်ကိုပြိုင်ရမှာဟုတ်ပါတယ်ဒီတနည်းကတော့မပြိုင်မဲနဲ့နိုင်တဲ့နီလန်လေးတစ်ခုကိုကျွန်တော်ပြောပြပေးပါမယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်ပြောလို့ပဲတစ်ဖက်လူအထက်လူကြီးကိုလုံးဝမပြိုင်ပါနဲ့သူတို့ကိုခမားကမြောက်ပေးလိုက်မြောက်တယ်ဆိုတဲ့နေရာမှာတိတိတတာကြီးမြောက်ပေးတာမျိုးမဟုတ်ဘဲနဲ့မတိမတာလေးမြောက်ပြောပေးတာမျိုးမတိမတာလေးပင်ပေးတာမျိုးအဲ့လိုမျိုးလုပ်ပေးရပါလိမ့်မယ်နောက်ထပ်တစ်ခုကတော့ခမားကသူတို့အောက်မှာပဲနေပါကိုကဘယ်လောက်ကြီးပဲရည်ချင်းနေရှိပါစေတော်နေပါစေတက်နေပါစေသူတို့ကိုပြောင်မြောက်အောင်လုပ်ပြီးသူတို့ကိုလူပုံလေမှာပို့ပြီးတော့ကြလို့ရှိရင်တောက်ပါအောင်အယောင်သာတင်ပေးလိုက်ပါအဲ့ဆိုလို့ရှိရင်ခမရဲ့နောက်မှာသူကအလိုလိုထောက်ခံမိတာလူတယောက်ဖြစ်နေပါလိမ့်မယ်အဲ့လိုအခြေအနေမျိုးရောက်ပြီဆိုလို့ရှိရင်တော့တင်နိုင်ပါပြီနောက်ထပ်ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့တင်ကတာလူတွေကလူတယောက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်မလွဲမသွေကြုံပေးရမယ်အမှန်တရားလေးတစ်ခုကိုကျွန်တော်ပြောပြပေးပါမယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ခမရမှာရှိနေတဲ့အရေးချင်းလေးကိုလူပုံလဲမှာထုတ်ပြလိုက်မယ်ဆိုလို့ရှိရင်ခမရခံရမှာအရာတစ်ခုရှိတယ်အဲ့ဒါတွေဘာကြီးလဲမုန်းတီးခြင်းနေမနာလိုခြင်းနေဝင်တိုခြင်းနေခမရခံရပါလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကရောကျွန်တော်တို့ရှိတဲ့အရေးချင်းတွေကိုထုတ်မပြရတော့ဘူးလားဆိုတော့အဲ့လိုလည်းမဟုတ်ပါဘူးဗျဘာလို့လဲဆိုတော့ကြတော့တချို့လူတွေကကိုရည်ချင်းရှိကြကိုတော်ကြောင့်ထုတ်ပြမှာအဖက်လှုပ်ချင်ကြတာမလို့ပါနောက်ထပ်လူတစ်မျိုးအကြောင်းထပ်ပြောပြပါအောင်မယ်အဲ့လိုလူကလူထက်ကလူဘလို့လူတွေလဲဆိုလို့ရှိရင်သူတို့ကိုသူတို့ဘယင်တွေဘယင်မတွေလူနေတဲ့သူတွေနောက်ပြီးလို့ရှိရင်မိုးပေါ်မှာနေပြီးတော့ဩဇာအာဏာတွေလွှမ်းမိုးခြင်းတဲ့လူတချို့ပါအဲ့လိုလူတွေကြလို့ရှိရင်လူတွေကလူတွေလို့တွက်ချင်းကလို့မရပါဘူးဘာလို့လဲဆိုတော့ခမားကလားလူတွေကလူတွေလို့ကိုတော်ကြောင်းတက်ကြောင်းနာသူတို့ရှီကိုတွားပြီးထုတ်ပြလိုက်မယ်ဆိုလို့ရှိရင်ခမားကိုသူတို့လှုပ်ပေးပါလိမ့်မယ်ဘာတွေလှုပ်ပေးမလဲဆိုတော့လူပုံလဲမှာဆိုရင်ခမားကိုချီကျူးမယ်ခမားကိုတော်ကြောင်းတက်ကြောင်းသူတို့ပြောပြလိုက်မယ်ဒါပေမဲ့နောက်မှာတော့ခမားနေရာမှာအစားထိုးလို့ရမယ့်လူတယောက်ယောက်တာပေါ်လာမယ်ဆိုရင်ခင်ဗျားကမလွဲမသွေအေကံအလုံးပြုတ်ပါလိမ့်မယ်ဒါကြောင့်မို့လို့အဲ့လိုလူမျိုးတွေနဲ့တွေ့ပြီဆိုလို့ရှိရင်ဘယ်လိုမျိုးချင်းကပ်ရမလဲဘယ်လိုမျိုးအတုံးဝင်အောင်လုပ်ရမလဲဆိုတဲ့အကြောင်းအရာကိုနောက်ဗီဒီယိုမှာကျွန်တော်ထပ်ပြီးပြောပြပေးပါမယ်